Premier League ပွဲစဉ်9ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်အမ်ဘူမူကရွေးချယ်ခံလိုက်ရပါတယ်။မန်ယူအသင်းရဲ့တိုက်စစ်ကစားသမားအမ်ဘူမူက Premier League ပွဲစဉ်9ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရကြောင်းသိရပါတယ်။အမ်ဘူမူက Brighton အသင်းကို4-2 နဲ့အနိုင်ရရှိခဲ့တဲ့ Premier League ပွဲစဉ်9မှာ2ဂိုးသွင်းယူပြီးတော့ခြေစွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံရတာလည်းဖြစ်တယ်။ဒီစုကိုပရိသတ်တွေရဲ့စန္ဒမဲနဲ့ရွေးချယ်တာဖြစ်ပြီးတော့အမ်ဘူမိုကစန္ဒမဲ45ရာခိုင်နှုန်းရရှိခဲ့ပြီးတော့ဗန်ဒီဘန်က29ရာခိုင်နှုန်းအဇေးက10ရာခိုင်နှုန်းအာရွန်ဆန်က6ရာခိုင်နှုန်းအမာဒူအိုနာနာနဲ့ချာကာက4ရာခိုင်နှုန်းဖလမ်မင်းနဲ့ကာယိုဒီက2ရာခိုင်နှုန်းရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာပရီးမီးယားလိပွဲစဉ်8ရဲ့အကောင်းဆုံးကစားသမားစုကိုလည်းမန်ယူနောက်ခံလူမက်ဂွိုင်းယားကရရှိခဲ့တာကြောင့်ဒီစုကိုမန်ယူကစားသမားတွေနှစ်ပတ်ဆက်တိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်အလိုက်အကောင်းဆုံးစုရရှိထားတဲ့သူတွေကပွဲစဉ်1 Richarlison Spa ပွဲစဉ်2မှာကတော့ Pellegrini Spa ပွဲစဉ်3မှာ Szoboszlai Liverpool နဲ့ပွဲစဉ်4မှာ Bagbo Spa ပွဲစဉ်5မှာက Gravenberch Liverpool ပွဲစဉ်6မှာက Haaland Man City ပွဲစဉ်9မှာက Caicedo Chelsea နဲ့ပွဲစဉ်10မှာက Maguire Man U နဲ့အခုလက်ရှိပွဲစဉ်9မှာတော့ Mbumo Man U တို့ကရရှိခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးပြုလုပ်ပြီးသွားကြပါအောင်ခင်ဗျ